အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်ထိုးတက်သွားမယ်ပန်တိုဂျာနဲ့ဂျော်ရှွာဗန်တို့ပွဲရဲ့ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ fighter နှစ်ယောက်မှာ physical ဘိုင်းအရဆိုရင်တော့တိတ်ပြီးတော့ကွာခြားချက်မရှိဘူးကွာခြားတာဆိုလို့ reach ဘိုင်းမှာပန်တိုဂျာကအနည်းငယ်တာသွားပြီးတော့အသက်အရွယ်ဘိုင်းအရဆိုရင်10နှစ်လောက်ကွာသွားပါတယ် flyweight တန်းမှာနိုင်ပွဲဆက်နေတဲ့ fighter နှစ်ယောက်အတွက်ဒီပွဲကပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ထင်တယ်လူတော်တော်များများကတော့ပန်တိုဂျာရဲ့တိတ်တောင်းတွေကိုတော်တော်လေးအလေးထားပြောနေကြပေမဲ့ van အနေနဲ့ဘယ်လို defend လုပ်သွားမလဲဆိုတာပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ရှေ့မှာတိုးခဲ့တဲ့ပြိုင်ဘက်တွေတုန်းက van အနေနဲ့တိတ်တောင်း defend တွေလုပ်ပြနိုင်တာကိုအားလုံးနဲ့တွေ့ပြီးသားဖြစ်မှာပါကျွန်တော်အမြင်အရပန်တိုဂျာရဲ့တိတ်တောင်းတွေကထင်သလောက်မျိုးရှင်းပါဘူးသူကကိုရီတာနဲ့တက်ဆူရိုတိုင်ယာတို့လိုတန်းပြီးတော့စင်ကလက်ဆွဲတာမျိုးမဟုတ်ဘဲနဲ့အယူဆုံးပြိုင်ဘက်နဲ့ရှင်ပြီးထိုးမယ်အရင်ကတ်လာပြီး clean နေတာမျိုးရောက်မှတိတ်တောင်းဆွဲပါတယ်ပြီးရင်တော့သူ့ရဲ့အားသာချက်ကိုအသုံးချပြီး submission ရယူဖို့လုပ်ပါလိမ့်မယ် van အနေနဲ့ကအစောပိုင်းခြေတွေမှာဒါပန်တိုဂျာရဲ့တိတ်တောင်းတွေကြာရုံးကန်ရပြီးတော့ ground game မှာဒါအချိန်ကုန်ခဲ့မယ်ဆိုရင်တော့တက်လုံပိုင်းကြာသွားနိုင်တယ်ပန်တိုဂျာကတိတ်တောင်းယူပြီး ground and pound တိတ်ကစားတဲ့အတွက်အများကြီးတော့အခက်အခဲဖြစ်လိမ့်မယ်လို့မထင်ဘူး submission ပိုင်းကိုဒါအဓိကအာရုံစိုက်ပြီး defend လုပ်နိုင်ရင်ပွဲရလက်က van ဘက်ရောက်လာမယ်လို့ထင်ပါတယ်သုံးကြီးနောက်ပိုင်းရောက်လာခဲ့ရင်တော့ပန်တိုဂျာကသူ့ရဲ့တိတ်တောင်းနေတာအလုံးမဖြစ်ခဲ့ရင်သူလည်းအရှိက fighter တွေလိုမျိုး van ရဲ့အထူထောင်ခံရဖို့များပါတယ် strike ပိုင်းမှာဆိုရင် van အနေနဲ့ကပန်တိုဂျာရဲ့အားကုန်လွှဲထိုးတဲ့ white leg တီကို view ဆိုင်ရမယ်မာကုန်ရှိတယ်ဆိုပေမဲ့ Kevin Borja နဲ့ပွဲတုန်းကလိုမျိုးထိချက်မျိုးထိခဲ့ရင်တော့သူ့အနေနဲ့လည်းအခက်အခဲဖြစ်နိုင်ပါတယ်ငါးကြီးပွဲဖြစ်လို့ပွဲချိန်ကြာလာရင်များတက်လုံပိုင်းတွေကစကားပြောလာမှာဖြစ်ပြီးတော့ van အနေနဲ့ကတိတ်တောင်း defend တွေကိုကောင်းကောင်းပြုလုပ်နိုင်ပြီးတော့ strike ပိုင်းမှာသာဆွဲခေါ်ထိုးနိုင်မယ်ဆိုရင် flyweight တန်းမှာ champion အသစ်ပြောင်းလဲနိုင်ဖို့များပါတယ်ဆိုတော့ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်